တခါတလေမှာကျွန်တော်တို့အသုံးမလိုဘူးဆိုပြီးလွှင့်ပစ်လိုက်တဲ့အရာတွေကတကယ်တော့မထင်မှတ်ထားတဲ့တန်ဖိုးတွေရှိနေတတ်ပါတယ်ရေလုံသားတစုကပိုက်ကွန်ထဲပါလာတဲ့ကြောက်ခဲတုံးကြီးကိုအပိုကြီးဆိုပြီးကမ်းခြေမှာလွှင့်ပစ်ခဲ့ကြတယ်ဒါပေမဲ့ဒီကြောက်ခဲဟာနံရံတစ်ခုရဲ့အပေါက်လေးကိုပိတ်ဖို့အတွက်နှစ်ပေါင်း300ကြာအောင်အသုံးတော်ခံခဲ့ရပါတယ်ရာစုနှစ်တွေကြာပြီးတဲ့နောက်ယော်ဒန်ယောထန်ဆိုတဲ့မိန်းကလေးတစ်ယောက်နံရံပေါ်တက်ရင်မတော်တဆအဲ့ဒီကြောက်ခဲကိုနင်းမိပြီးပြုတ်ကျသွားခဲ့တယ်အဲ့ဒီမှာတင်ထူဆန်းတဲ့အဖြစ်အပျက်ကစတာပဲကွဲသွားတဲ့ကြောက်ခဲတဲကနေရွှေရောင်ပလင်းငယ်လေးတစ်လုံးထွက်လာခဲ့တယ်။သူမအိမ်ရောက်လို့ပလင်းဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာတော့တခန်းလုံးမှာအနီနဲ့အနက်ရောင်အလင်းတန်းတွေဖုံးလွှမ်းသွားပြီးဂျင်းနီတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ဂျင်းနီကသူမကိုလွတ်လပ်ခွင့်ပေးတဲ့အတွက်ဆန္ဒ3ခုတောင်းခွင့်ပြုခဲ့တယ်။သူမရဲ့ပထမဆုံးဆန္ဒကတော့မင်းသားကိုပိုင်ဆိုင်ခြင်းသာပါပဲ။ဂျင်းနီရဲ့မော်ဆွမ်းနဲ့သူမဟာမယုံနိုင်တော့အောင်လှပတဲ့မင်းသမီးလေးဖြစ်သွားခဲ့တယ်လို့မင်းသားကလည်းသူမကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့ပါတော့တယ်။ဒုတိယဆန္ဒအနေနဲ့သူမကမင်းသားရဲ့ရင်သွေးကိုလွှဲထားရတဲ့မိခင်ဖြစ်ချင်တယ်လို့တောင်းဆိုခဲ့ပြန်တဲ့ဒီလျှို့ဝှက်ချက်ကိုဘယ်သူမှမသိအောင်ရင်းနှီးရှိတဲ့ပလင်းကိုနန်းတော်ရေချိုးကမ်းကျမ်းပြင်အောက်မှာဝတ်ထားခဲ့ပါတယ်။အရာအလုံးကသူမဖြစ်ချင်တဲ့အတိုင်းပြည့်စုံနေခဲ့တာပေါ့။ဒါပေမဲ့နန်းတွင်းအာဏာလူပွဲတွေကကြောက်ဖို့ကောင်းပါတယ်။ဘရင်ကြီးကမင်းသားကိုလှုပ်ကြံခဲ့တယ်လို့သူမကိုလည်းရေထဲကိုပစ်ချပြီးတပ်ပစ်ခဲ့တယ်။သူမဟာနောက်ဆုံးဆန္ဒကိုမတောင်းနိုင်ခင်မှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဆန္ဒ3ခုမပြည့်စုံခဲ့တဲ့အတွက်ရင်းနီဟာလည်းကျင်းစားမပြေပဲအဲ့ဒီပလင်းထဲမှာပဲထာဝရပြန်လဲပိတ်မိသွားခဲ့ပါတော့တယ်။ကဲအကယ်၍တင်သားချင်းနီနဲ့တွေ့ပြီးဆန္ဒ3ခုတောင်းခွင့်ရမယ်ဆိုရင်ဘာတွေတောင်းမလဲ။ကွန်မန့်မှာရေးပေးခဲ့ပါဦး။